Yo,အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ပေးမှာတော့ Bထွက်ဖြစ်ပါတယ် Okay တစ်ချက်လောက် show လိုက်ပါဦး white ကိုရင်ကျန် 1 2 Okay one more time 1 2ပြီးတော့ရင်ကျွန်တော်ဒီနောက်ကိုလက်ကဝင်မယ်ပြီးတော့ရင်ဇက်ကဒီဘက်ကိုကြည့်အောက်ကိုဒီအောက်ကိုနော်လက်ကဝင်မယ်ဇက်ကဒီဘက်ကိုကြည့်မယ်ဘယ်ဘက်လက်ကိုကြည့်မယ်အဲ့တော့ကျွန်တော်ညာတယ်မဟုတ်လို့2ဝင်ဒီဘက်ကိုကြည့်ပြီးတော့ row 2ခဲဝင်row အဲ့ရပါပြီဆိုရင်နောက်တစ်ခုကဘာကြည့်ရမလဲဆိုတော့ကျွန်တော် jump တာကိုကြည့်ရအဲ့တော့ jump တာရဖို့ဆိုရင်ကျွန်တော်တို့ကခုနအဝိုက်ယူထားတာဗျာဒီလိုအဝိုက်ယူထားအဲ့တော့ပြီးတော့ဒီလိုယူမှာနော်အဲ့လိုယူမှာဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ကိုကြည့်ရမှာအဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ဒီအောက်ထောက်ပြီးတော့ကျွန်တော်တို့ဒီလို white ဒီလိုယူမယ်ပထမဒီလိုယူမယ်ပြီးတော့ရင်ဒီလို white မယ်ပြီးတော့ဒီဘက်6ကဒီလိုခစ်ပြီးတော့ဒီ6ကိုစမ်း Okay အရင်ဆုံးဒီလိုကက်ကက်လေးပဲခုံကြည့်ရအောင် Yes Okay နောက်တစ်ခေါက်ထပ်ခုံကြည့်မယ်နည်းနည်းလေးမြင်လိုက် Okay အဲ့ဒါကိုထပ်မြင်လိုက်အဲ့ဒါကိုဒီတော့ butterfly လို့ခေါ်တာပေါ့နော်ထပ်လုပ်ကြည့်မယ် You up Okay ကျွန်တော်အဲ့ဒါရသွားပြီဆိုရင်ကျွန်တော်ခုနဟာနဲ့ကျွန်တော်ပေါင်းကြည့်မယ်နော်1 2ဒီတော့ white မယ်ဆက်ကလိုယူမယ်နော်အဲ့တော့ခုံကြည့်မယ်ဟုတ် roof B trade ကိုရဖို့အတွက်ဘာလုပ်လို့လဲဆိုတော့ကျွန်တော်တို့အရင်ဆုံးခုနယူတဲ့အတိုင်းပဲအပေါ်ကိုခုံပြီးတော့ဒီတစ်ပတ်လဲကြည့်မယ် Okay လက်နိုင်တဲ့လောက်လက်နော်ဘာမို့တစ်ခါယူလက် Okay အဲ့တော့ကျွန်တော်ခုနကတင်ပြထားတဲ့ဟာနဲ့1 2 shoot and kick jump ဒီကောင် jump နော် Okay အဲ့ဒါရပြီဆိုရင်လူကလှည့်လိုက်ပြီးတော့ခုန spin ကိုသုံးနော်ခုနကျွန်တော်ပြလိုက်တဲ့ spin ကိုသုံးအဲ့တော့အခုမဲတဲ့နဲ့ကျွန်တော်အရင်ပြကြည့်မယ်ဒါဆိုရင်တဲ့ပဲရှိတယ်ဒီထွက်ကဒီလိုပုံစံမျိုးလေးဘယ်လိုပြောမလဲအလျားလိုက်ဖြစ်နေမှာပေါ့နော်ပို့ပြီးတော့ဟိုရမှာပေါ့ဒီထွက်မှန်ပါဘူးအိုင်နယ်အနေနဲ့ပြကြည့်မယ် Okay ကျွန်တော်ဒါဆိုရင်ကျွန်တော် B trick ကိုရပါပြီဖြစ်ပါတယ်အားလုံးဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ် Peace